တနင်္လာနေ့ရဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါ33မဲ့ပွဲပေါ့နော်ဒီအင်္ဂလန်အသင်းရဲ့ကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်နောက်ဆုံးခြေသွေးပွဲခြေစမ်းပွဲဆိုတော့ပြိုင်ဘက်ကကော့စတာရီကာကပုံမှန်အားဖြင့်တော့အရင်တော့ကဆိုကမ္ဘာဖလားပြိုင်ပွဲပါလေဒါပြည်သက်တွေနဲ့ရင်းနှီးတဲ့အသင်းမျိုးကစားသမားကောင်းတွေလည်းထွက်တယ်ကော့စတာရီကာနဲ့ပတ်သက်ရင်ကျွန်တော်တို့ follow one chop တို့လို Keylor Navas တို့လိုကစားသမားတွေဒါပြည်သက်တွေနဲ့ရင်းနှီးတဲ့နာမည်ဖြစ်မယ်ဒါပေမဲ့2026ကမ္ဘာဖလားပြိုင်ပွဲမှာတော့ကော့စတာရီကာဟာ48သင်း format မှာတော့မှခြေစွဲမအောင်ခဲ့ဘူးအင်္ဂလန်ကဒီ game ရဲ့ rhythm ပေါ့နော် match rhythm အတွက်ဒီလိုအသင်းတွေနဲ့ရွေးပြီးတော့ခြေစွမ်းကစားတယ်လို့လည်းယူဆရတယ်ရှေ့ပွဲမှာ New Zealand ဒီပွဲမှာ Costa Rica ဆိုတဲ့အသင်းတွေပေါ့နော်ဆိုတော့အင်္ဂလန်အသင်းအတွက်ဘာမှအခက်အခဲမရှိဘဲနဲ့တက်ပြီးတော့ကိုလိုချင်တဲ့ပုံစံကိုပုံဖော်ပြီးတော့ကစားသွားနိုင်ခဲ့တဲ့ပွဲလို့ပြောလို့ရတယ်ဆိုတော့ကစားတာအော်လန်ဒိုမှာကစားတာပွဲမစခင်တည်းကကျွန်တော်တို့ဒီရာသီဥတုကြောင့်ပွဲကတနင်္လာ delay ဖြစ်သွားတယ်ဒါကမ္ဘာဖလားပြိုင်ပွဲအထူးစက်ကောင်ဖြစ်လာမှာအဲ့ဒီရာသီဥတုကပိုတဲ့နေရာအရန်ပူမွေပြီးတော့ဒါမိုးရင်းပေါ့နော်ဒီမိုးအရန်ရွာတဲ့အချိန်ကိုရောက်လာပြီအဲ့မှာမိုးကြိုးမိုးကြိုးမုန်တိုင်းလျှက်စီးအရန်ဆူထိုင်းသားမြင်တယ်ဆိုတော့ဒါတွေကြောင့်တာမန် friendly ပွဲရဲ့ပုံစံနဲ့မတူဘဲနဲ့ tournament ပွဲမှာ delay ဖြစ်တဲ့ပုံစံမျိုးတော့မှခံစားရတယ်အဲ့တော့2026ကဖလားကအဲ့ဒီပြဿနာတွေလာမှာအပူချိန်ရှိတယ်ပြီးတော့လေရုဆိုတိုင်းသားရှိတယ်ခရီးအကွာဝေးရှိတယ်ရာသီဥတုမတည်ငြိမ်မှုတွေရှိတယ်အဲ့ဒီကြားထဲမှာဒီအသင်းတွေကစူးစမ်းမှာအင်္ဂလန်အတွက်ဒီလိုမျိုးကြုံလိုက်တာလည်းကောင်းတယ်တစ်ဖက်မှာတော့ကျွန်တော်တို့တနင်္လာနောက်ဆုတ်ပြီးတဲ့နောက်မှာကွင်းကနည်းနည်းဘယ်လိုခေါ်မလဲဆိုတော့ boss speed မြန်ပြီးတော့ချော်တဲ့ကွင်းဖြစ်သွားတယ်အဲ့ချော်တဲ့ကွင်းဖြစ်သွားတဲ့ချိန်မှာတော့ရေဝတ်တဲ့အဆင့်မဟုတ်ဘူးလေနော်ဆိုတော့မျက်ဆိုတဲ့အဆင့်ဆိုတော့boss speed ကမြန်တယ်ပြီးတော့ချော်တယ်အဲ့တော့ခန်းစစ်ကစားမဲ့အသင်းအတွက်ပို့ပြီးတော့အခက်ခဲဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးလည်းတွေ့ရတယ်ဆိုတော့ဒါပေမဲ့ Thomas Tuchel အတွက်အရေးကြီးတာကမိုးလည်းမဟုတ်ဘူးအပူချိန်လည်းမဟုတ်ဘူးဒီပွဲကသူများတွေကစားနေတာကိုကြည့်ပြီးတော့အဲ့လိုပွဲအုပ်စုနောက်ရောက်တဲ့ပေါ်တူဂီတို့အင်္ဂလန်တို့မှာအဲ့ဒီပုံစံရှိတယ်ကြည့်ရင်လည်းအီလာတာပေါ့နော်စောင့်နေရင်လည်းအဲ့ဒီပြဿနာလည်းရှိတယ်ဒါကကျွန်တော်မဖြစ်မနေစဉ်းစားရတယ်ဆိုတော့ဘာပြောဒီဘယ်လိုခေါ်မလဲ Thomas Tuchel အတွက်အရေးကြီးတာကအဲ့ဒီအရာတွေတက်ကိုအတင်းသူ့ system အလုပ်ဖြစ်မဖြစ်ဆိုတာကို New Zealand နဲ့ပွဲမှာတော့အဆင်မပြေခဲ့ဘူးဒီပွဲမှာအဆင်ပြေမပြေဆိုတော့သူစောင့်ကြည့်ကျင်ခဲ့တယ်လို့ကျွန်တော်တို့ယူဆတယ်နီးပြတူဆိုတဲ့ပုံစံမျိုးထက်ဆိုရင်သူဒီပွဲကို observation လုပ်နေတဲ့ပုံစံသူ့ရဲ့ဒီထိုင်တဲ့ပုံစံကြည့်တဲ့ပုံစံအသေးစိတ်အကဲခတ်နေတဲ့ပုံစံလို့ကျွန်တော်မြင်ရတယ်ဆိုတော့ကြောက်စရာအကောင်းဆုံးကစားသမား Anthony Gordon ဒီပွဲရဲ့အကောင်းဆုံးကစားသမားလို့လည်းပြောလို့ရတယ် pace ကကြောက်ဖို့တော့ကောင်းတယ်အရန် clean ဖြစ်တယ်သူကြော်ဖြတ်သွားတဲ့ပုံစံတွေကအတွင်းကိုချိုးလိုက်ဒီ down the line ကိုပြေးလိုက်ဆိုတဲ့နေရာမှာတော်တော်မာယာများတယ်ထွက်သွားတဲ့အခါမှာပြက်ကြံခဲ့တယ်ပေါ့နော် Costa Rica ညာချမ်းခံဆက်ကအဲ့တော့ Anthony Gordon စီကနေပြီးတော့အဖွင့်ကိုးစတဲ့ Gordon စီကပဲရတာ Declan Rice သွင်းတဲ့အလုံးက definitely နည်းနည်းဖြစ်ပြီးတော့ဝင်သွားတယ်ပြီးတော့ Costa Rica ဂိုးသမားတော်တော်ကောင်းလို့အမောရင်အစိုးရကဂိုးတော်တော်ပြတ်တယ်ဆိုတော့ဒီ Hurricane ရဲ့ counter ချက်တွေအများကြီးပါပဲเนาะဒီ Madueke ရဲ့အခွင့်အရေးတွေဒါတွေကဒီ Costa Rica ကိုကန်ကောင်းလို့ဒီတော့ပဲကူးပေးရတယ်ဆိုတော့ဖြစ်စေတဲ့အချက်တွေလို့ပြောလို့ရတယ်အင်္ဂလန်ကစားတာဒီဘက်မှာကစားတာတော်လေးကောင်းတယ်အားရှိတယ်မန်ရှိတယ်အချိတ်ဆက်မိတယ်ပြီးတော့တိုက်စစ်တွဲလုံးတွေကောင်းတယ် Gordon ရဲ့ပြီးတော့ဒီ Madueke ရဲ့ Hurricane ရဲ့အဲ့တော့ Madueke နဲ့ Gordon ကြတော့ Rashford တို့ Saka တို့လိုမျိုးနည်းနည်းဘယ်လိုခေါ်မလဲမြင်နေကြပုံစံမြင်နေကြအထိုင်မဟုတ်ပဲနဲ့နည်းနည်းပိုပြီးတော့လှုပ်ခက်ရှိတယ်သူတက်ရက်တဲ့အခါတက်ရက်မယ်ညံ့တဲ့အခါညံ့မယ်ဆိုတော့မျိုးတွေ့ရပြီမဲ့Saka တို့ကြတော့ system ကိုအများကြီးအကူအညီပေးတယ်ပို့ပြီးတော့လည်းစိတ်ချရတယ်ဆိုပေမဲ့အခု Madueke တို့လိုအတင်းဝင်ဖောက်နေတာမျိုးတွေတိတ်မလုပ်ဘူးအဲ့တော့မလုပ်တဲ့အခါကျတော့စိတ်လှုပ်ရှားစရာတိတ်မကောင်းဘူးဗျာလွယ်လွယ်ပြောရင်အခု Gordon တို့ Madueke တို့ကြတော့ရတာနဲ့ဖောက်ဖို့ပဲကြိုးစားနေအဲ့တော့အခြားတစ်ဖက်မှာကျွန်တော်တို့ဘာလို့မြင်ရလဲဆိုတော့ဒီ England ရဲ့ဒီ left back right back တွေကဒီအဲ့ဒီတောင်ပန်ကစားသမားတွေကိုတောက်လျှောက်လိုက်ပြီးတော့ထောက်ကူပေးနိုင်တယ်ဆိုတဲ့အချက်ကိုတွေ့ရတယ်ဆိုတော့ဒီပွဲမှာအင်္ဂလန်ကစားတော့တာပြိုင်ဘက်ဟာ Costa Rica ဖြစ်တယ်ကမ္ဘာလာတော့ဖြစ်ပွဲတော့မအောင်ထောက်ဆိုတဲ့အသင်းဖြစ်သည့်တိုင်အောင်ကျွန်တော်ဒီပွဲမှာအင်္ဂလန်ကစားတော့တော်တော်လေးကြိုက်တယ် energy ပြည့်ဝတယ်ပြီးတော့ဒီထင်းတဲ့အတိုင်းပဲ David Pickford ကို Declan Rice နဲ့ဒီElliot Anderson တွေကအရန် conservative ပုံစံနဲ့နှစ်ယောက်တန်းကြီးပဲနေနေတာမဟုတ်တယောက်ကထိုင်ပြေးလိုက်တယောက်ကလွတ်တက်လိုက်ဆိုတော့ rice ကအသေးထိုင်တာမျိုးလည်းမဟုတ်ဘူးเนาะဒီ rice ကအသေးထိုင်ပြီးတော့ဒီကောင်လေးက Elliot Anderson ကလှည့်ပတ်ကစားတယ်ဆိုတော့ all round ပုံစံမျိုးလည်းမဟုတ်ဘူး
တယောက်ကထိုင်တဲ့ number 6ကိုကစားပြီဆိုတယောက်ကလုံးဝ all round type မျိုးလိုက်ကစားတယ်သူတို့နှစ်ယောက်တိုင်ပင်နဲ့ဘယ်ဘက်ညာဘက်ပေါ့နော်တိုင်ပင်နဲ့အတက်ဆင်းကစားသွားတဲ့ပုံစံတော်တော်လေးကောင်းတာကိုလည်းတွေ့ရတယ်ပြီးတော့ဒီ Reece James စီကနေပြီးတော့ long pass တွေပေါ့နော်ဆိုတော့ဒီဘောလုံးတွေကဒီကိုအင်္ဂလန်အသင်းလိုမျိုးအပြေးသမားတွေပေါ့နော်အပြေးမြန်တဲ့သူတွေများတဲ့နေရာမှာဒီ Reece James ရဲ့ pass တွေဟာအင်္ဂလန်ကိုအများကြီးအထောက်အကူပြုနိုင်တဲ့ပုံစံမျိုးလည်းတွေ့ရတယ်ဆိုတော့ Thomas Tuchel ကဒီပွဲမှာ Costa Rica ကိုချုပ်ထားတဲ့ပုံစံတော်တော်ကောင်းတာက Costa Rica ကိုကန်သွင်းခွင့်ရဖို့တောင်မှမတက်ဆွမ်းနိုင်ဘူးအရန်ကိုရုန်းကန်ခဲ့ရတယ်ကျွန်တော်ဒါတကယ်ပြောတာပြန်ပြအားနေလို့ပါကွာလို့ပြောလို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းအင်္ဂလန်ကို semi final တောင်မှကျွန်တော် internet တိတ်မှန်းနေတာမဟုတ် quarter final လောက်အထိပဲကိုကျူဆထားတာဒါပေမဲ့ပြန်ပြအားနေသည်ဖြစ်စေ Costa Rica အရန်ညံ့တဲ့အသင်းမျိုးတော့မဟုတ်ဘူးပြီးတော့ကမ္ဘာဖလားကန်ဒီလိုအချိန်မျိုးမှာကစားတဲ့အခါမှာကိုယ့်ရဲ့ match rhythm ရပြီလားဆို New Zealand ပွဲဆိုကျွန်တော်လုံးဝဒီအင်္ဂလန်ကိုတော်တော်စိတ်ပြတ်သွားတာဒါပေမဲ့ match rhythm ဆိုတာဒါမျိုးကိုပြောတာဒီပွဲမှာအင်္ဂလန်ရဲ့ match rhythm တော်တော်လေးကောင်းနေပေါ့နော်ပြီးတော့စိတ်ဝင်စားစရာကောင်းတာက Gordon တယောက်တည်းမဟုတ်ဘူး Hurricane ရဲ့နေရာယူပုံ Hurricane က Bayern Munich မှာလို့ကစားတာအင်္ဂလန်မှာလို့ကစားတာမဟုတ်ဘူးအဲ့တော့အင်္ဂလန်မှာလို့ကစားတာမဟုတ်ဘူးဆိုတာအရင်တော့ Hurricane က box ထိပ်မှာစောင့်ပြီးတော့ကစားတာအခု Hurricane ကကျွန်တော်တို့ကို own half ပေါ့နော်ဘောလုံးပိုင်နေတဲ့အချိန်အဲ့ဘောလုံးဟာကိုခံစစ်ကစားသမားစီမှာရှိတဲ့အချိန် Hurricane ကကိုကွင်းဘက်အချမ်းမှာရှိပြီးတော့ဆင်းပြီးတော့လက်ခံတာဖြန့်ဝေတာတွေကျွန်တော်တို့တွေ့ရတယ်အဲ့ Bayern Munich မှာသူစိတ်ကြိုက်သူလွတ်လပ်ကစားနေတဲ့ပုံစံအဲ့ဒီခါကျတော့ Hurricane အဲ့လိုဆင်းသွားတဲ့အခါကျရင် Gordon နဲ့ Madueke ကအလဲကိုစုပေးလိုက်တယ်စုပေးလိုက်ပြီးတော့ Hurricane ဘယ်မှာရှိနေတဲ့အချိန်မျိုးဆိုရင်ဒီ Madueke ဝင်သွားတဲ့နေရာကိုဒီဗာလေ Reece James ကတက်သွားတယ်ဆိုတော့အဲ့ဒါကဒီ Tuchel လိုတဲ့ပုံစံဖြစ်လိမ့်မယ်ဒီပွဲမှာပြီးတော့ Morgan Rogers ကိုမသုံးမဲနဲ့ Jude Bellingham ကိုသုံးတယ်ဒီပွဲရဲ့ကစားသမားအများစုဟာ first line up လို့ပြောလို့ရတယ်ဒါပေမဲ့ Bellingham က first line up ဖြစ်ပါမလားဖြစ်မဖြစ်ကျွန်တော်သိမသိကြဘူးကစားတာကောင်းတယ် Bellingham ရဲ့ game ကိုထိန်းချုပ်ပုံကောင်းတယ်ဒါပေမဲ့ Bellingham ကိုကြည့်ရတာ attacking ဒီ Hungary ပေါ့နော်နည်းနည်းအားနည်းနေသလိုပဲအလုပ်လုပ်တာအားနေတာမဟုတ်အလုပ်အသေးအံလုပ်တယ် work ethic အရင်ကောင်းတယ်ဒါပေမဲ့ transit duty တွေနဲ့ဘောလုံးကိုဖြန့်တယ်ဆိုတာက Bellingham တို့ကြတော့တကက် killer pass တွေပေးတဲ့ type မျိုးတော့မဟုတ်ဘူးသူ light ချိတ် light တွဲတဲ့ပုံစံကိုပဲအဓိကကစားသွားတယ်ဆိုတော့ Morgan Rogers လောက်ဒီတိုက်စစ်ကိုဒီအင်္ဂလန်အသင်းရဲ့တိုက်စစ်ကိုအားထက်ကစားပုံမျိုးဂိုးလိုချင်စိတ်ပေါ့နော်ဂိုးလိုချင်စိတ်မရှိဘူးကျွန်တော်က Rogers နဲ့ Bellingham ကိုကျွန်တော်ကလောလောပြောရင် Bellingham ကိုအများကြီးပိုကြိုက်တာပါဒါပေမဲ့Bellingham ရဲ့ကစားပုံကသူအရန်ကုန်လက်ရောက်သွားနိုင်တယ်အဖွင့်ပွဲကစားတဲ့အခါကျရင်ကျန်တဲ့ကစားသမားအများစုကအခုဒါအင်္ဂလန်ရဲ့အဖွင့်ပွဲမှာလိုင်းရဲ့ကစားမဲ့သူတွေပေါ့နော်အဲ့လိုမျိုးတော့ခံစားမိတယ်ပြီးတော့တခုရှိတာက68မိနစ်မှာရတဲ့ penalty ပေါ့နော်အဲ့ဒီ penalty မှာတော့ Jude Bellingham ရဲ့အရေးသူကိုကျွန်တော်မြင်ရတယ်box ထဲမှာသူ့ရဲ့ Bellingham ကအဲ့ဒါပဲပြီးခဲ့တဲ့ရာသီ Real Madrid မှာအရင် Real Madrid ကိုစရောက်တဲ့ရာသီမှာသူကစားတဲ့ပုံစံပျောက်ပြီးတော့အသင်းရဲ့ခံစစ်မှာ fighter ကြီးလိုလိုက်ကစားနေတာကအင်္ဂလန်မှာပါအကျင့်ပါသွားတာဒါပေမဲ့တကယ်လိုအပ်ရင်သူညံကောင်းတယ်အဲ့ penalty box ထဲမှာလူချားထဲမှာသူလမ်းရှာသွားတဲ့ပုံစံအဲ့ဒါကလောလောပြောရင် street football နဲ့တကယ် elite football ကြားထဲကနေရာလေးတနေရာမှာရှိတယ်အဲ့ကောင်ကိုဟန်ချက်ညီသုံးချပလိုက်တာအဲ့တော့သူ့ရဲ့ကျွန်တော်တကယ်အာယုံခံနိုင်စွမ်းပေါ့နော်အခြေအနေကိုအာယုံခံနိုင်စွမ်းကိုလည်းကြိုက်တယ်ပြီးတော့ Bellingham က body balance လည်းကောင်းတယ်ပြီးတော့ခံစစ်ကစားသမားတွေကိုဆွဲခေါ်နိုင်တဲ့ order လည်းရှိတယ်ပေါ့နော်အဲ့ဒီအချက်တွေကတော့ Bellingham ကို Thomas Tuchel ကျွန်တော်အမြင်ဆိုရင်တော့ Bellingham ကိုသုံးစေချင်တာဒါပေမဲ့ Tuchel က Bellingham ကိုဒီတစ်ချက်ကောင်းကလွယ်ပြီးကျန်တာကခံစစ်အလုပ်လုပ်တာပုံများနေတော့ကြိုက်ပါမလားမကြိုက်ဘူးလားဒါတော့ Tuchel ဆုံးဖြတ်မှာပေါ့လေဆိုတော့ဒီ penalty ကိုကျွန်တော်တို့ဒီ Hurricane လည်းမရှိတော့တဲ့အတွက် Gordon ကကန်သွားတယ်ဆိုတော့ Gordon အတွက် penalty ကနေကိုတကူရသွားတာဆိုတော့ပိုတာကအင်္ဂလန်ရဲ့အရေးကြီးတဲ့ကစားသမားတူသူဖြစ်လာနေပြီဆိုတာကိုသူသက်သေပြလိုက်တာပဲအဲ့ဒီအတွက်သူထုတ်လိုက်တဲ့ statement ပဲ Marcus Rashford နဲ့ left wing battle မှာ Anthony Gordon ကနံပါတ်1 Rashford ကနံပါတ်2ဆိုတာကိုသတ်မှတ်လိုက်တယ်လို့ပြောလို့ရတယ်ဒီ penalty သူကန်ခွင့်ရတာHurricane မရှိတဲ့ချင်းကွင်းထဲမှာတခြားကန်နိုင်တဲ့သူတွေလည်းရှိသေးတယ်ဒါပေမဲ့ Anthony Gordon ကန်သွားတယ်အဖွင့်ကိုဖန်တီးပုံအရန်ကောင်းတယ်ဒုတိယကို penalty ကန်သွားတယ် Anthony Gordon အတွက်ဘာလို့သေးလဲလို့ပဲကျွန်တော်ပြောရမယ်နောက်ထပ်အရေးကြီးတာပေါ့နော်ဒီပွဲမှာအနည်းဆုံးတော့တခုတော့ကျွန်တော်ရှင်းသွားတယ်အင်္ဂလန်က New Zealand ပွဲမှာ
တကယ်စိတ်မချတဲ့ဒီပုံစံမျိုးကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ဒီဘက်မှာသူတို့ပို့ပြီးတော့မြန်လာတယ် game rhythm ပြီးတော့ဒီ smart move တွေကိုပို့ပြီးတော့မြင်လာရတယ်ဆိုတော့ Costa Rica က Croatia တော့မဟုတ်ဘူးဒါပေမဲ့ဘယ်လိုပဲပြောဒီ rhythm အတိုင်းကစားနိုင်ရင်ပဲအသိကိုမဆိုအင်္ဂလန်ကြောက်စရာမလိုဘူးလို့ပြောလို့ရတယ်ဆိုတော့ဒါကဒီ Thomas Tuchel ရဲ့ဒီအင်္ဂလန်အသင်းရဲ့အဖွင့်ပွဲပေါ့နော်ဆိုတော့အဖွင့်ပွဲမှာဒီ Costa Rica ကို 3-0 နဲ့နိုင်တဲ့ပွဲအဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့သုံးသက်တင်ဆက်ခဲ့တာဖြစ်ပါတယ်နောက်ထပ်လဲဒီကမ္ဘာ့ပြိုင်ပွဲကာလမှာဒီပွဲနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေသုံးသက်ချက်တွေထပ်ပြီးတော့ဒီနန်နိုမိုင်းကနေတက်ဆက်သွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်